မျက်တစ်ပြောင်တိုက်ပြီးသူများကြွေးတွေမဆက်လို့ရှိရင်လေနောက်ဘဝဟာဘလို့မှကောင်းစားလာမှာမဟုတ်သူများကြွေးဆိုတာအမြဲတမ်းကြောက်စရာကောင်းတယ်ငယ်တုန်းကကြုံမှုတဲ့အဖြစ်ပြက်ကလေးတခုပြောရမယ်ဆိုရွာတရွာမှာညီကို2ယောက်ရှိတယ်အကိုလုံးတဲ့ပုဂ္ဂိုလ်ကညီထံကနေပတ်စံလေးခဏချီအများကြီးမဟုတ်ဘူးအဲ့ဒီခေတ်ကအနည်းငယ်လေးပဲခဏချီပြီးတော့အတော်နဲ့ပြန်မပေးဘူးရုတ်တရက်နောက်ဆုံးမှယောဂရပြီးကျွေးမဆက်ရပဲနဲ့တည်သွားတယ်တည်သွားတော့အဲ့ဒီအကိုလုံးတဲ့လူကဘယ်သွားဖြစ်တော့ဆိုသူညီရဲ့အိမ်သွားပြီးတော့ကျွဲဖြစ်တယ်ကျွဲဆိုတဲ့တရားကိုလူတွေစဉ်းစားကြည့်ချော့မော့ခိုင်းတာမဟုတ်ဘူးတပြားနဲ့ရိုက်ပြီးတော့ခိုင်းတယ်နဘာကျုပ်ထိုးခိုင်းလူဘဝလာတဲ့ကျွဲဆိုတော့မှတ်မိနေတာတော့ရှိကျွဲဘဝမှာတိတ်မကြဘူးတည်သွားတဲ့အခါကျတော့အဲ့ဒီရွာမှာပဲလူပြန်ဖြစ်တယ်လူပြန်ဖြစ်လို့တီးတတ်တဲ့အရွယ်ရောက်တော့အဲ့ဒီမှာသူကြောက်ပြီးတော့အိမ်ကဗတ်ဆံလေးယူပြီးတော့သူ့ညီစီသွားတယ်သူ့ညီကအဖိုးကြီးဖြစ်နေပြီဗတ်ဆံလေးသွားပေးပြီးပါပြောတော့ဆိုမင်းရဲ့ငွေလေးအနည်းငယ်နဲ့ငါ့ကိုမင်းရိုက်လိုက်တာကွာနော်မင်းရိုက်တာငါခံလိုက်ရတာရောပါခြေပါတော့မင်းငွေလေးဒီလောက်လေးဒါပေးပါလဲဆိုကြွေးပြန်ဆက်တယ်လို့ဒါတကယ်အဖြစ်ပြက်လို့ပြောတယ်နာမည်နဲ့လည်းပေါ့ပြောကြတယ်အဲ့တော့ဒါတွေကမရှိဘူးလို့မအောင်မေ့နေတယ်နော်ကျွေးဆိုတာမျိုးကကျွေးရှိရင်ဆက်ရတတ်တယ်